ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာနော်ကိုရှိုးရဲ့ YouTube channel လေးကိုအမြဲကြည့်ရှုအားပေးနေတဲ့တကူတယောက်ရှင်ဒီတိုင်းကိုရှိုးရဲ့ YouTube channel လေးကနေပြီးတော့နှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်ဒီနေ့16ရက်6လ2025အင်္ဂါနေ့မှာတော့မနက်ကောညရောကိုရှိုးရဲ့ကနန်းလေးတွေကတော့တဲဆိုတဲတွေကြီးပဲထွက်သွားတယ်နော်ဘိုးမတွေမနက်မှာလဲမနက်ကတော့ကလည်းရှင်ငါးဆိုတဲ့ကနန်းကိုရှိုး35ဝန်းကျင်းနဲ့ကိုပေးခဲ့တာပတ်တီးလဲအောင်နဲ့အော်ကိုရှိုးထုတ်ပေးထားတဲ့မိန်းခွက်လည်းထွက်တယ်ပေါ့နော်မိန်းခွက်လည်းရတယ်ကီးလေးမှလည်းညီတယ်ညနေမှလည်းကိုဖြူထပ်ပြီးထုတ်ပေးထားတယ်96ဝမ်ချင်းနဲ့ထုတ်ပေးထားတဲ့အချိန်မှာညနေမှလည်း95ဆိုတဲ့ကနန်းလေးထိပါတယ်ဗျာနော်ပေါက်ကြတယ်နော်ကိုမတွေဟုတ်ကဲ့ပါကိုမတွေဗျာနော်ကိုကျွန်တော်တို့မနေ့ဖြန်ဗုဒ္ဓဖူးနေ့18ရက်6လ2025ဗုဒ္ဓဖူးနေ့အတွက်ကိုကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်ရရှိထားတဲ့ကျွန်တော်မြင်တွေ့ထားတဲ့ကနန်းလေးတွေကိုလာရောက်မျှဝေပေးတာပါဗျာနော်ကဲဒီနေ့အင်္ဂါနေ့လိုပဲတနေ့ကုန်ပေါက်ရမယ်မနေ့ပြန်အောင်လေနော်ဟုတ်ပြီလားမနေ့ပြန်12နာရီ10မိနစ်အတွက်ဗုဒ္ဓဖူးနေ့အတွက်ကိုလည်းပေါက်ရမယ်ထပ်ပေါက်ရမယ်ဗျာနော်ကိုတို့ရဲ့အကူမတွေအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်နေတယ်ဆိုရင်လိုက်လက်မလေးနှိပ်မယ် share လို့ရတဲ့နေရာမှာ share ပေးမယ်မျှဝေလို့ရတဲ့နေရာမှာမျှဝေပေးမယ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe မရသေးတဲ့ကိုမတွေရတယ် subscribe လေးနှိပ်ပေးထားမယ်နော်ကိုပြောမြဲတဲ့တင်တဲ့အခါမျိုးမှာဒီမျိုးပေါက်တီးပေါက်ွက်လေးတွေဖြစ်တဲ့အခါမှာကျွန်တော်ကိုမတွေမတွေးလို့မရလိုက်မှာဆိုလို့ပါဗျာနော်ကဲဟုတ်ပြီကိုမတွေနော်မနက်ဖြန်18ရက်6လ2025ဗုဒ္ဓဖူးနေ့12နာရီ10မိနစ်အတွက်ကိုဖြိုးဘက်ကနေပြီးတော့ကီးလေးရင်ပြပြပေးမယ်ဗျာနော်18ရက်6လ2025ဗုဒ္ဓဖူးနေ့12နာရီ10မိနစ်အတွက်ကတော့ကိုကီးလေးရင်ပြပြပေးမယ်ကီးကတော့349ကီးပါဗျာနော်မနက်ဖြန်ဗုဒ္ဓဖူးနေ့12နာရီ10မိနစ်အတွက်ကို349ကီးပါဗျာနော်349ကီးပါဗျာနော်ဒါကီးရတဲ့ကိုမတွေကကီးလေးကိုခွေထိုးပေးနော်ကီးရတဲ့ကိုမတွေအတွက်ကျွန်တော်ကီးလေးကိုရှင်းဆုံးပြောပြတာပါဗျာနော်ဟုတ်ပြီကိုမတွေကျွန်တော်ရဲ့ကိုမတွေအတွက်ကိုကျွန်တော်ဝမ်းချင်းလေးထပ်ပြီးပြောပြပေးမယ်ဗျာနော်ဝမ်းချင်းလေးကတော့49ဝမ်းချင်းပါဗျာနော်49ဝမ်းချင်းပါမနေ့ကဗုဒ္ဓဖူးနေ့12နာရီ10မိနစ်အတွက်ကို49ဝမ်းချင်းပါဗျာနော်လေးနဲ့ပတ်သက်ရင်ကျွန်တော်ကိုဖြိုးဘက်ကနေပြီးတော့လေးနဲ့ပတ်သက်ရင်ကျွန်တော်ကြိုက်ဆုံးကနန်း main လေးကွက်ထုတ်ပေးထားတယ်ကိုနဲ့ပတ်သက်ရင်လည်းကျွန်တော်ကြိုက်ဆုံး main လေးကွက်ကိုထုတ်ပေးထားပါတယ်ဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုမြင်ရင်လည်းလိုင်းလမ်းမလေးနှိပ်ပြီး share လို့ရတဲ့နေရာမှာ share ပေးမျှဝေလို့ရတဲ့နေရာမှာမျှဝေပေးပါဗျာကျွန်တော်ရဲ့ YouTube channel လေးကို subscribe မရသေးတဲ့ကိုမကြီးလည်း subscribe လေးတော့နှိပ်ပေးတာနော်ဟုတ်ပြီကျွန်တော်ဝမ်းချင်းလေးပြောပြပြီးပြီဆိုတော့ဝမ်းချင်းလေးကတော့49ဝမ်းချင်းပါဗျာနော်ဝမ်းချင်းလေးပြောပြီးပြီဆိုတော့ကျွန်တော်လေးနဲ့ပတ်သက်တဲ့ကနန်းလေးတွေကျွန်တော်အကြိုက်ဆုံးကနန်းလေး၄ခွက်ကိုကျွန်တော်ပြောပြပေးမယ်ဗျာနော်လေးနဲ့ပတ်သက်ပြီးကျွန်တော်အကြိုက်ဆုံးကနန်းလေးတွေကတော့4 2 4 6 4 3 4 1ပါလေးနဲ့ပတ်သက်ပြီးထိုးရမယ်ကနန်း၄ခွက်ကတော့4 2 4 6 4 3 4 1ပါဗျာနော်ဟုတ်ကဲ့ကိုမ9နဲ့ပတ်သက်ပြီးထိုးရမယ်ကနန်းလေး၄ခွက်ကတော့6 6 9 3 9 8 9 2ပါဗျာနော်9နဲ့ပတ်သက်လို့ထိုးရမယ်ကနန်း၄ခွက်ကတော့6 6 9 3 9 8 9 2ပါဗျာနော်ကိုမလေးဟုတ်ကဲ့ဗျာနော်ကျွန်တော်တကွက်ကောင်းလေးပြန်ပြီးရွေးထုတ်ပေးမယ်ဗျာနော်လေးနဲ့ပတ်သက်လို့တကွက်ကောင်းကြိုက်တဲ့ကိုမတွေကိုနဲ့ပတ်သက်လို့တကွက်ကောင်းကြိုက်တဲ့ကိုမတွေကတော့ကျွန်တော်တကွက်ကောင်းလေးပါပြောပြခဲ့မယ်ဗျာနော်လေးနဲ့ပတ်သက်လို့တကွက်ကောင်းကြိုက်တဲ့ကိုမတွေကတော့လေးနဲ့ပတ်သက်လို့တကွက်ကောင်းထိုးမယ်ဆိုလို့ရှိရင်4 6ဆိုတဲ့ကနန်းကတကွက်ကောင်းပါဗျာနော်လေးနဲ့ပတ်သက်လို့တကွက်ကောင်းကြိုက်တဲ့ကိုမတွေကတော့4 6ဆိုတဲ့ကနန်းပါဗျာနော်လေးနဲ့ပတ်သက်ရင်တော့ဟုတ်ပြီကိုမတွေကိုနဲ့ပတ်သက်လို့တကွက်ကောင်းထိုးခြင်းတဲ့ကိုမတွေအတွက်ကတော့96ဆိုတဲ့ကနန်းပဲဖြစ်ပါတယ်ဗျာနော်96ဆိုတဲ့ကနန်းလေးကိုထိုးပါကိုနဲ့ပတ်သက်တဲ့ကနန်းကတော့တစ်ခွက်ကောင်းကတော့96ပါဗျာနော်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးကိုမျှဝေလို့ရတဲ့နေရာမှာမျှဝေပေးမယ် share လို့ရတဲ့နေရာလေးတွေမှာ share ပေးမယ်နော်အများမြင်ပြီးအများရအောင်လို့နော်ကိုတူတယောက်တည်းရလို့တော့စိတ်မထားပါနဲ့ဗျာနော်ကျွန်တော်ဗီဒီယိုပိုင်းလေးကိုတွေးပြီးဆိုလဲ like လက်မလေးတော့နှိပ်ပေး channel ကို subscribe မရသေးတဲ့ကိုမတွေ channel လေးကိုတော့ subscribe နှိပ်ပေးတာနော်ကဲဟုတ်ကဲ့ကိုမရေနော်ကျွန်တော်ကီးလေးထပ်ပြောပြပေးမယ်ဗျာနော်ကီးလေးကတော့349ကီးပါဗျာနော်349ကီးပါ18ရက်6လ2025ဗုဒ္ဓဖူးနေ့12နာရီ10မိနစ်အတွက်ကိုကျွန်တော်ဘက်ကဝမ်းချင်းလေးထပ်ပြီးတော့ပြန်ပြောပြပေးမယ်ဗျာနော်49ဝမ်းချင်းပါဗျာနော်ဝမ်းချင်းကတော့49ဝမ်းချင်းပါလေးနဲ့ပတ်သက်ပြီးထိုးရမယ်ကနန်း၄ခွက်လေးကတော့4 2 4 6 4 3 4 1ဆိုတဲ့ကနန်းပဲဗျကိုနဲ့ပတ်သက်လို့ထိုးရမယ့်ကဏ္ဍကတော့6 6 9 3 9 8
6နှစ်ဆိုတဲ့ကဏ္ဍလေးဗျာနော်တကွက်ကောင်းကြိုက်တဲ့ကိုမတွေကတော့အစောကကျွန်တော်ပြောသလိုပဲလေးနဲ့ပတ်သက်လို့တကွက်ကောင်းကြိုက်တယ်ဆိုရင်တော့တကွက်ကောင်းထိုးခြင်းတဲ့ကိုမတွေရှိလို့ထိုးမယ်ဆိုရင်တော့4လျှောက်ကိုတကွက်ကောင်းထိုးပါဗျာနော်ကိုနဲ့ပတ်သက်လို့တကွက်ကောင်းထိုးမဲ့ကိုမတွေကတော့6လျှောက်ဆိုတဲ့ကဏ္ဍကိုထိုးရမှာဗျာနော်တကွက်ကောင်းလေးပါဟုတ်ကဲ့ကိုမတွေနော်ကျွန်တော်ဗီဒီယိုဖိုင်လေးတွေ့ရင်လည်း like လက်မလေးနှိပ်မယ် share လို့ရတဲ့နေရာမှာ share ပေးမယ်မျှဝေလို့ရတဲ့နေရာမှာမျှဝေပေးသွားမယ်နော်ကိုချိုးရဲ့ YouTube channel လေးကို subscribe မနေရသေးတဲ့ကိုမတွေလည်း subscribe လေးနှိပ်ပေးထားမယ်နော်ကြည့်ဟုတ်ကဲ့ဗျကျွန်တော်မြင်တွေ့ရှိထားတဲ့မနေ့ကဗုဒ္ဓဟူးနေ့မှာလည်းထပ်ပြီးတော့အောင်မြင်ရမယ်ဗျာနော်ကျွန်တော်တွေ့ရှိထားတဲ့ channel လေးကိုကျွန်တော်ပြပြပေးတာဒီနေ့16ရက်6လ2025အင်္ဂါနေ့မှာတနေ့ကုန်လုံးကျွန်တော်ပေါက်တီးပေါက်ကွက်တွေနဲ့เนาะကျွန်တော်ရဲ့အကူမတွေကိုကျွန်တော်တီးသလောက်တက်သလောက်ရားသလောက်လေးနဲ့ကျွန်တော်မျှဝေပေးခဲ့တာဒီနေ့ဆိုအင်္ဂါနေ့မှာတနေ့ကုန်လုံးအောင်မြင်တယ်ဗျာเนาะမနေ့ကဗုဒ္ဓဟူးနေ့မှာလည်းထပ်ပြီးတော့အောင်မြင်ရမယ်ဗျာเนาะထပ်ပြီးအောင်မြင်ရမယ်เนาะဗုဒ္ဓဟူးနေ့မှာလည်းထပ်ပြီးအောင်မြင်ရမယ်เนาะအကူမတွေလိုက်လက်မလေးတော့နှိပ်ပေးထားပါဗျာเนาะ channel ကို subscribe လေးမနေရသေးတဲ့ကိုမတွေ subscribe လေးနှိပ်ပေးပါဗျာเนาะ share လို့ရတဲ့နေရာလေးတွေမှာ share ပေးပါမျှဝေလို့ရတဲ့နေရာလေးတွေမှာမျှဝေပေးပါဗျာเนาะကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်တွေ့ရှိရတဲ့ကဏ္ဍလေးတွေလည်းပြောပြပေးပြီးသွားပြီဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်ကိုဒီမှာပဲကျန်တာဝင်ပြပါဗျာနော်ကိုဖြိုးရဲ့တူဒီချင်းမိတ်ဆွေညီကိုမောင်များအားလုံးပဲစိတ်ကျန်တာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမနက်ဖြန်မှာလည်းပေါက်တီးပေါက်ကွက်တွေနဲ့အစဉ်ပြေကြပါစေလို့ကိုဖြိုးဘက်ကနေပြီးတော့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာနော်